ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ခါရဲ့ blog ကပြန်လည်ကြိုဆိုပါရစေဒီနေ့တော့ channel မှာစိုက်ထားတဲ့ပဲသီးလေးကိုခုပြီးတော့နှမ်းတောင်းလေးနဲ့တုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပဲသီးလေးတွေကတော့ပဲတောင်းရှည်သီးလေးတွေဖြစ်ပါတယ်ဒီပဲတောင်းရှည်သီးလေးတွေကိုပြုတ်ရမှာဖြစ်ပါတယ်အရင်ဆုံးရေလေးနဲ့နည်းနည်းလေးနူးအောင်ပြုတ်ပြီးတော့တုပ်မှာဖြစ်ပါတယ်ပဲသီးတုပ်ဖို့အတွက်ကိုတော့နှမ်းတောင်းမြေပဲတောင်းကြက်သွန်ဟင်းခတ်မုတ်စာပဲကြက်မုတ်နဲ့တံမြာသီးစိတ်တို့ထည့်သုံးမှာဖြစ်ပါတယ်အရင်ဦးဆုံးစီချက်ထည့်ထားတာလေးအနည်းငယ်ထည့်ပါမယ်စီချက်ရွှဲရွှဲလေးထည့်ရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပဲသီးတုပ်ကအရန်အီမာဆိုတာကြောင့်တံမြူသီးလေးပါထည့်သုံးမှာဖြစ်ပါတယ်အခုဆိုရင်တော့ပဲသီးတုပ်ချင်းချင်းစိမ့်စိမ့်လေးနဲ့ရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်